တို့ကစစ်ကြောင်းတာလက်ဖက်ရည်ဆိုင်ဟိုရောက်နေတာဖြစ်ပါတယ်။ဘာလို့လက်ဖက်ရည်ဆိုင်ဖလိုက်မှာဆမ်းမဲ့တော်လေးချက်တော့ကြည့်ပေးပါဦး။ဒီတော့ဘာမှဆမ်းပိုင်းဆမ်းကြည့်ပေးပါ။ကဲအားလုံးမင်္ဂလာပါကျွန်တော်တို့ခုဒီဗန်စစ်ကြောင်းတာကလက်ဖက်ရည်ဆိုင်ဆိုတဲ့ဆိုင်လေးရောက်နေပါတယ်လက်ဖက်ရည်ဆိုင်မှာရောက်ပါတယ်မှာစားမယ်ကြည့်ပေးပါဦး။ဒါပေမဲ့ plan ဆွဲထားတာကျွန်တော်တို့ပြည်ဆိုင်ဖြစ်တော့ထမင်းစားမယ်မြန်မာထမင်းစားမယ်ပြီးလက်ဖက်ရည်တောင်းပါချက်ကြည့်ပေးပါဦး။ကောင်းပါဒီမှာ test 100%ရပါတယ်ဆိုင်ရဲ့နေရာကတော့ဗန်စစ်ကြောင်းတာတို့လက်ဖက်ရည်ဆိုင်မြန်မာဆိုင်နာမည်ကလက်ဖက်ရည်ဆိုင်location တွေပါတယ်ကျွန်တော် page comment ထည့်ပေးထားပါမယ်နောက်ပွဲမှာစားပြပါတယ်မိုးဟာတော့ကျေးဇူးတင်ပါတယ်နောက်ပြီးတော့မတွေ့ကြပါဘူး